သူကဆီယာမရဲ့မွေးနေ့မှာဆီယာမဖောက်ပြန်နေတာကိုတိုင်ကြားလိုက်ပြီးဆီယာမရဲ့ခင်မုန်းကိုပါသတင်းပို့အသိပေးခဲ့ပါတယ်။ဒါကြောင့်ဆီယာမလည်းလူအများရှိရင်ခင်မုန်းဖြစ်သူရဲ့ပါးရိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒီလိုလုပ်ရတဲ့ကြောင့်အเจ้าကြီးကသူ့ကိုချက်ချင်းလှုပ်ထုတ်ပလိုက်တယ်။ဒီကိစ္စတွေအားလုံးဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့ဆီယာမကတစ်ချိန်ကဘဲအာချင်းကိုအမေမရှိတဲ့တနာစရာကောင်းမလေးလို့လှောင်ပြောင်ပြောဆိုခဲ့လို့ပါပဲ။အာချင်းဆီယာမကိုကျမရဲ့လက်ဆောင်ကိုသဘောကျရဲ့လားမွေးနေ့မှာပျော်ရွှင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်생일 축하드려요. ။ရာကျန်းဟာငငယ်ကလေးကငရဲလိုနေရာမှာကြီးပြင်းလာခဲ့ရတာပါ။သူ့အမေကသူ့ကိုမကြာခဏရိုက်နှက်နှိပ်စက်ပြီးအဖေဖြစ်သူကတော့လုံးဝလစ်လူရှူထားခဲ့ပါတယ်။အချိန်ကြာကြီးခံစားခဲ့ရတဲ့နှိပ်စက်မှုတွေကြောင့်သူ့မှာလူတွေကိုစန့်ကျင်နေတဲ့စိတ်ကယောဂတစ်ခုလိုကိုခံစားနေရပါပြီ။တနေ့မှာတော့သူ့အဖေဟာအာချင်းအတွက်မိရွေးတစ်ယောက်ရှာလာခဲ့ပါတယ်။လက်ရှိဇနီးကိုဖယ်ရှားဖို့အတွက်သူ့အဖေဟာဇနီးဖြစ်သူအရက်မူးနေတာကိုအခွင့်ကောင်းယူပြီးအပေါ်တက်ကနေတွန်းချလိုက်ပါတယ်။ကလေးမလေးအာချင်းဟာအဖေစီကိုရှောက်သွားပြီးတဲလူနီးပါဖြစ်နေတဲ့အမေကိုမျက်နှာထားမပြတ်ကြည့်လိုက်ပြီးအမေကိုတွန်းချလိုက်တာမဟုတ်လားလို့မေးလိုက်တော့သူ့အဖေကသူကအရက်မူးပြီးလှေကားပေါ်ကနေသူ့ဘာသာပြုတ်ကျသွားတာပါ။သမီးလည်းသူ့ကိုညှင်းငွေ့နေပြီဆိုတာအဖေသိပါတယ်။သမီးအတွက်အမေအစ်တစ်ယောက်ရှာပေးမယ်။သူကချမ်းသာလွန်းလို့ငါတို့လိုဆင်းရဲတဲ့လူတွေနဲ့လုံးဝမတူဘူး။အခုကစပြီးအဖေခိုင်းတာကိုပဲလုပ်ရမယ်။မဟုတ်ရင်နင့်ကိုလည်းလှေကားပေါ်ကနေတွန်းချလိုက်မယ်လို့သူ့အဖေကသူ့ကိုပြောလိုက်ပါတယ်။ကလေးမလေးအာချင်းဟာသူ့အမေနားကဖြတ်သွားတဲ့အချိန်မှာသူ့အမေကသူ့ရဲ့ခြေချင်းဝက်ကိုဖမ်းဆွဲပြီးလူနာတရင်ခေါ်ပေးဖို့တောင်းပန်လိုက်တယ်။ဒါပေမဲ့အာချင်းကလုံးဝဂရုမစိုက်ပဲထွက်သွားခဲ့ပါတယ်။ကျောင်းတက်တဲ့အချိန်မှာစောင်းဟီကအာချင်းရဲ့အတန်းပေါ်ဖြစ်ပါတယ်။အနုပညာဘာသာရပ်မှာအာချင်းထက်သူကတမတ်ရောခဲ့တာကြောင့်သူ့ကိုမနာလို့ဖြစ်ပြီးရန်လိုနေခဲ့တယ်။အာချင်းနဲ့အနုပညာဆရာတို့နှစ်ယောက်တည်းတူတူရှိနေတာကိုမြင်တော့အာချင်းဘာတွေဖြစ်နေတယ်လဲသိရအောင်ဝင်ဖို့ကြံလိုက်တယ်။ဒါပေမဲ့ဂျွန်ဆောကတားလိုက်ပါတယ်။ 아직 안 갔어? 가자. 늦기 전에 데려다 줄게. စောင်းဟီဟာဂျွန်ဆောကိုတိတ်တကိုးချစ်နေတာကြောင့်သူ့စကားကိုနားထောင်လိုက်တယ်။ဒါပေမဲ့ဂျွန်ဆောရင်ထဲမှာတော့သူ့အတွက်နေရာလုံးဝမရှိပဲအာချင်းအတွက်သာရှိနေခဲ့တာပါ။နောက်တစ်နေ့မှာတော့စောင်းဟီကအာချင်းကိုမနေ့ညကအနုပညာဆရာနဲ့ဘာလုပ်နေကြရလဲလို့မေးလိုက်ပါတယ်။အာချင်းကမဖြစ်ဘဲနဲ့နေကသူများကိစ္စတွေကိုတော်တော်စိတ်ဝင်စားပါလားလို့ပြန်ပြောလိုက်ပါတယ်။ 영화에선 너 같은 애들이 제일 먼저 죽던데. စောင်းဟီနဲ့ဂျွန်ဆောတို့ဟာစကရေလူဝဲကိုဝင်ပြန်ရတော့ပါမယ်။ဒါပေမဲ့သူကစာစီစာကုန်းပြန်ခွင့်မှာစုရပြီးသားဖြစ်လို့အာချင်းကိုနေရာဖယ်ပေးလိုက်တယ်။အာချင်းကလည်းမငင်းမဲ့ဂျွန်ဆောကပေးတဲ့အခွင့်အရေးကိုချက်ချင်းလက်ခံလိုက်တယ်။ပြန်ခွင့်မှာပြန်ခွင့်ဝင်၄ယောက်ပါဝင်ပါတယ်။လေ့ကျင့်ခန်းလုပ်နေတော့စောင်းဟီကအဖွဲကောင်းဆောင်ပုံစံမျိုးနဲ့အလုပ်တွေခွဲဝေချထားတယ်။ဒါပေမဲ့အသက်တာဆုံးနဲ့လူအမြင့်များဆုံးအပိုင်းတွေကိုပဲသူကတာဝန်ယူလိုက်တယ်။အာချင်းကချက်ချင်းကန့်ကွက်စကားပြောလိုက်ပြီးသူဟာအဖွဲလိုက်ပူးပေါင်းဆောင်ရွက်မှုကိုလုံးဝမစင်စားထားပါဘူးလို့ထောက်ပြတယ်။အာချင်းကန့်ကွက်မှုကြောင့်သူကမချင်မနဲ့ဖြစ်သွားခဲ့တယ်။နောက်တော့မိဘကိုယ်စားလှယ်အနေနဲ့အမေကိုခေါ်လာပြီးအာချင်းကိုပြန်ဝဲစင်းကနေအတင်းကျပ်ဖယ်ရှားပလိုက်တယ်။ဂျွန်ဆောကအာချင်းမိတွေရဲ့သားဖြစ်ပြီးအိမ်တူတူနေကြတယ်။စောင်းဟီကဂျွန်ဆောစီကိုချီရေးဆိုစာတစ်စောင်ရေးပေးလိုက်တယ်။ဂျွန်ဆောကအဲ့ဒါကိုမြင်တော့လှစ်ပလိုက်ဖို့ပြောလိုက်ပေမဲ့အာချင်းမှာတော့အခြားအကြံစီရှိနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့စောင်းဟီဟာအာချင်းမှာအမေမရှိတာကိုတကြောင်လုံးကိုလိုက်ပြီးကြော်ညာခဲ့တယ်။ဒါကြောင့်ကျောင်းသားအလုံးကအာချင်းကိုနောက်ွယ်မှာအတင်းခင်းပြောကြပါတယ်။ဆီယာမကလည်းမိဘတအိုးကအဖွဲဝင်အစ်တွေနဲ့ပူးပေါင်းရတာအခက်အခဲရှိရလို့တိုင်ကြားထားလို့ကျောင်းဘက်ကပြန်ခွင့်ဝင်ကိုဖျက်သိမ်းလိုက်ရတယ်လို့ပြောလိုက်ပါတယ်။စောင်းဟီရဲ့ဇက်တိုက်ရန်စားမှုတွေကြောင့်အာချင်းရဲ့လူမှုစန့်ကျင်ရေးစိတ်နေသဘောထားကအပိသက်နိုးထလာတော့တယ်။သူကိုယ်တိုင်မပါရဘူးဆိုရင်ဘယ်သူမှလည်းပါနိုင်မှာမဟုတ်ပါဘူး။ဒီအချိန်မှာစောင်းဟီကအကြီးကျယ်ဒုက္ခရောက်တော့မယ်ဆိုတာကိုမသိသေးပဲအာချင်းကိုလာပြီးလှောင်ပြောင်နေခဲ့ပါတယ်။အာချင်းကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး너 윤준서 좋아해? ။သူကပြန်စာကိုစောင်းဟီလက်ထပ်ထည့်ပေးလိုက်တယ်။စာထဲမှာတော့ဘယ်သူမှနင့်ကိုမကြိုက်ဘူး။နင်ကအရန်စိတ်ပြက်စရာကောင်းတယ်လို့ရေးထားပါတယ်။ဒီအချိန်မှာပဲဆီယာမကစောင်းဟီကိုရုတ်တရက်အသိပေးလိုက်တယ်။ပွဲစီစဉ်သူတွေစီကိုနာမည်မဖော်ပဲတိုင်ကြားချက်ရောက်လာလို့ပြဿနာတွေရှုပ်ထွေးမသွားအောင်ကြောင်းတစ်ခုလုံးရဲ့ပြန်ခွင့်ဝင်ကိုဖျက်သိမ်းလိုက်ဖို့ဆုံးဖြတ်လိုက်တယ်လို့ပြောပါတယ်။အာချင်းကသူ့ကိုထုတ်လိုက်လို့သူတို့တွေလိုက်ဖြတ်ပြီးကျမတို့အကုန်လုံးကိုပါပြန်ခွင့်ဝင်ပြတ်ချက်ခံရအောင်လုပ်တာလို့စောင်းဟီကသူ့အမေကိုဖုန်းဆက်ပြီးပြောပြတယ်။ပြီးတော့သူ့အမေကိုစိတ်မပူဖို့ပြောပြီးသူ့ကိုရန်စားတဲ့သူမှန်သမျှဘယ်သူမှအကောင်းမနေရဘူးလို့ပြောလိုက်ပါတယ်။ထိုအချိန်မှာပဲအာချင်းရောက်လာပြီးငါကမိဘမဲ့ဆိုပြီးတကြောင်လုံးကိုနင်လိုက်ပြောနေတာမလားလို့မေးလိုက်ပါတယ်။စောင်းဟီကနင့်လိုအစိုးရဝန်ထမ်းသားသမီးဆိုရင်အစိုးရစီကဆန်ရတာဖြစ်ပြီးအခုနင်စားနေတဲ့ဆန်တွေကငါအဖေဆောင်ထားတဲ့အခွန်နဲ့ဝယ်ထားတာလို့ခနဲ့ပြီးပြောလိုက်ပါတယ်။고마워။စောင်းဟီဟာအာချင်းရဲ့စကားတွေကြောင့်ဒေါသထွက်ပြီးရှက်ရွံ့သွားတယ်။သူကစဉ်းစားလေပိုပြီးမှားနေမှန်းသိလာလေပါပဲ။သူ့ကိုစော်ကားတဲ့ပြန်စာကိုဂျွန်ဆောရေးတာလုံးဝမဖြစ်နိုင်ပါဘူး။လက်ရည်ကိုရှင်ကြည့်လိုက်တော့တကယ်ပဲအာချင်းရေးသားထားတာကိုစောင်းဟီသိလိုက်ရတယ်။ဒေါသတွေကိုလုံးချက်ချင်းစူပေါ်တက်လာခဲ့ပါတယ်။ဒါကြောင့်ပဲအာချင်းကိုစောင်းဟီကတန့်စင်ကန်းထဲမှာရင်းနဲ့ပတ်ချလိုက်တယ်။
ပြီးတော့ဆောင်းဟီကငါ့ကိုရန်လာစရင်နေမဲနောင်နာရမှာဖြစ်ပြီးနင်ဘလောက်တော်တော်နင်ကဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ရေရီဆိုရှယ်နေတဲ့အာချင်းကအတန်းနဲ့ပြန်ရောက်လာတော့တခါမှတိတ်ဆိတ်ငြိမ်သက်သွားတယ်ဂျွန်ဆောကမြင်တော့ချက်ချင်းဆောင်ကိုသူ့ကိုယ်ပေါ်လွှမ်းချုံမိလိုက်ပြီးကျမ်းမာရေးစစ်ပေးကန်းကိုခေါ်သွားမယ်လို့ဆီယာမကပြောလိုက်ပါတယ်ကျမ်းမာရေးစစ်ပေးကန်းကိုသွားနေရင်းနဲ့လမ်းမှာဂျဲအုံနဲ့တွေ့ခဲ့ပါတယ်ဂျွန်ဆောကဂျဲအုပ်ကိုကျောင်းမှာငါတို့နဲ့စကားမပြောဖို့ပြောထားတယ်မလားလို့ပြောလိုက်ပါတယ်ပြီးတော့အာချင်းကငါတို့ကျောင်းပြေးတာမဟုတ်ဘူးကျမ်းမာရေးစစ်ပေးကန်းကိုသွားမလို့ပြောပြီးနေအဲ့ဒီ airport နှစ်ချက်ကိုဖွက်ထားတဲ့နယ်လို့သတိပေးပြီးထွက်လာခဲ့ပါတယ်အာချင်းပြောလိုက်တဲ့နှစ်ချက်ကဂျဲအုပ်ခိုးထားတာပါဂျဲအုပ်ဟာအတန်းထဲမှာနာမည်ကြီးတဲ့စိုးသားလူငယ်ဖြစ်ပါတယ်အတန်းကောင်းဆောင်ဖုန်းခိုးတော့ကအာချင်းကမြင်သွားတယ်ဒါပေမဲ့အာချင်းကဘသူ့ကိုမှပြန်မပြောခဲ့ပါဘူးအဲ့ဒီအစားဒီကိစ္စကိုခွင့်ကောင်းယူပြီးသူ့ကိုကိုလက်အောက်က3000ခန့်ထိအောင်လုပ်လိုက်တယ်အာချင်းကပတ်စံလိုအပ်နေတာမို့လို့ဂျဲအုပ်ကိုကျောင်းဝင်းထဲကကျောင်းသူတွေစီပတ်စံချီပြီးအတိုးနဲ့ပြန်ကောက်ခိုင်းခဲ့တယ်တခါကစားနေတော့ဂျဲအုပ်ရဲ့ဖုန်းဟာစောင်းရဲ့စပွဲအောက်ကိုပြုတ်ကျသွားတယ်ဖုန်းထဲမှာချင်းငွေစရင်အပြင်သူနဲ့အာချင်းတို့ရဲ့ချက်တင်မှတ်တမ်းတွေလည်းပါနေပါတယ်ပေါ်စားရဲ့ဂျဲအုပ်ကဖုန်းကိုလက်ချမထားမိတာကြောင့်စောင်းဟာအာချင်းရဲ့အားနည်းချက်ကိုမိသွားတော့တယ်တစ်ချိန်တည်းမှာပဲဂျွန်ဆောကလည်းအာချင်းစီကနေရေပက်ခံရတဲ့အကြောင်းရင်းကိုသိလိုက်ရတယ်အာချင်းကထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံစံမျိုးလုပ်ပြလိုက်တယ်ကျောင်းဆင်းပြီးတော့အာချင်းဟာဂျဲအုပ်ကျောင်းမှာပတ်စံချနေတဲ့ကိစ္စကိုဆီယာမကသိသွားပြီဆိုတာကျောင်းသူတို့စီကကြားလိုက်ရတယ်ဒါနဲ့ချက်ချင်းပဲဂျဲအုပ်ကိုသွားချလိုက်တယ်ဂျဲအိုကအာချင်းကိုသူ့ဘာမပြောခဲ့ပါဘူးလို့ချက်ချင်းရှင်းပြတယ်။အဲ့ဒီအစားအပြစ်တွေအားလုံးကိုသူ့ဘာသာတာဝန်ယူလိုက်တယ်လို့ပြောပြပါတယ်။ 나 이제 너한테 진비 다 갚은. 고마워. 너가 날 위해서 그렇게 해줄 줄 알았어. 너 또 맞았어? ဘဲအာချင်းကဂျဲအိုကိုဒီလိုပဲနင့်အဖေကနင့်ကိုအယူတယောက်လိုခံနေမှလားလို့ပြောလိုက်တာကြောင့်ဂျဲအိုကဘဲအာချင်းကသူ့ကိုဒီလောက်ဂယူးဆိုင်မှမသိခဲ့ဘူးလို့ပြန်ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့စကားပြောတဲ့နေကိုစောင်းဟင်းကအကုန်ကြားလိုက်တယ်။အဲ့အချိန်မှာပဲခေါမိုးတက်ကဂျွန်ဆော့ကလည်းအဲ့ညင်ဝင်းကိုမြင်လိုက်ရပါတယ်။နေ့လယ်စာစားချိန်မှာစောင်းဟင်းဟာဘဲအာချင်းရဲ့ထမင်းပကံပေါ်ကိုနွားတော်တပူလုံးလောင်းချလိုက်တယ်။ဘဲအာချင်းကရံပြန်မတွေ့ပဲထွက်သွားလိုက်တယ်။ဒါပေမဲ့စောင်းဟင်းကပို့ပြီးတော့ကလင်ကချစ်လောက်လာခဲ့တယ်။ဂျဲအိုရဲ့ဖုန်းကိုယူပြီး boss လို့မှတ်ထားတဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပါတယ်။ 네가 보스 맞네. 김재우 시켜서 애들 돈 수고만 진짜 싫지. ဘဲအာချင်းကကျောင်းလူကောင်းဟန်ဆောင်ပြီးတကယ်တော့ကျောင်းသားတွေစီကပတ်စံကိုအတိုးနဲ့ယူနေတာဖြစ်ပြီးဒီလိုပတ်စံနေနဲ့ဆီယာမကိုလက်ဆောင်တွေဝယ်ပေးနေတာသိရင်ဆီယာမကဘလောက်ပြောမလဲဆိုတာသိလားလို့မခံချင်အောင်ပြောလိုက်ပါတယ်။စောင်းကြီးကသူ့ရဲ့လုပ်ရဟာရန်အိုးကိုလုံးဝမီးတောက်စီတော့မယ်ဆိုတာကိုသတိမထားမိခဲ့ပါဘူး။သူဘဲအာချင်းကိုပြောခဲ့တဲ့စကားတွေကိုဂျွန်ဆောကကြားသွားခဲ့တယ်။ဂျွန်ဆောကသူ့ကိုခေါမိုးတက်ကိုခေါ်ပြီးဖွင့်ပြောလိုက်ပါတယ်။ဂျွန်ဆောကစောင်းကြီးစီကိုပို့လိုက်တဲ့စာဟာသူရေးထားတာမဟုတ်ပဲဘဲအာချင်းသူ့ဘာသာပြန်ရေးခဲ့တာဖြစ်တယ်လို့ပြောပြီးစောင်းကြီးကိုတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။စောင်းဟီကတော့သူတောင်းပန်ခြင်းရင်သူ့ဘာသာလာတောင်းပန်တဲ့လို့ပြန်ပြောပါတယ်။ဂျွန်ဆောကသူအမောဆုံးကအစည်းကြော်တဲ့သူတွေဖြစ်ပြီးသူ့ချစ်သူကိုလည်းအဲ့လိုလူမျိုးမဖြစ်စေချင်ဘူးလို့ပြောကဘဲရချင်းနဲ့သူဟာငယ်တငယ်ချင်းတွေဖြစ်တာကြောင့်တကယ်လို့သူ့ကိုတကယ်ချစ်တယ်ဆိုရင်သူနဲ့တွဲနေတဲ့အချိန်မှာဘဲရချင်းကိုအနိုင်မကျင့်ရဘူးလို့ပြောလိုက်ပါတယ်။စောင်းဟီကသူဘာစီမှမကြော်ဘူးလို့ပြောပြီးအခုလည်းဂျွန်ဆောကအထင်လွှမ်းနေရပါလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီညမှာပဲဂျဲအိုကဖုန်းတစ်လုံးဝယ်ပြီးတာနဲ့ဘဲရချင်းကိုချက်ချင်းပဲဖုန်းခေါ်လိုက်ပါတယ်။ဆောင်းဟီကသူ့ကိုလောက်ခဲ့တဲ့ကိစ္စတွေကိုဘဲအာချင်းရှင်းပြတာကိုကြားပြီးတော့ဂျဲအိုဟာဘာမှမပြောပဲဘဲအာချင်းစီကိုချက်ချင်းရောက်လာခဲ့တယ်။ဘဲအာချင်းကစီးရင်စာအုပ်ကိုဆောင်းဟီကရောက်သွားပြီဖြစ်ပြီးပျောက်သွားတဲ့ဖုန်းကလည်းသူ့စီရောက်နေပြီလို့ပြောပါတယ်။ဂျဲအိုကသူ့သွားယူပေးမယ်လို့ပြောပေမဲ့ဘဲအာချင်းကဘာမှမထူပါဘူး။ဆောင်းဟီကသူ့ကိုလုံးဝမကြည့်ရကြောင်းနောက်ဆုံးမှတစ်ချောင်းလုံးသိမှာပဲလို့ပြောလိုက်တယ်။ဂျဲအိုကဘဲအာချင်းကိုကြည့်ပြီးနင်းအတွက်ငါဘာဖြစ်ဖြစ်လုပ်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်။